မင်္ဂလာပါပရိသတ်များရှင်မြူ channel ကနေပြီးတော့ပရိသတ်တွေအတွက်ဆရာဆွေမင်းတနုဖြူနဲ့ဆရာမဒေါ်မမို့ဆန်းတို့ရေးသားတဲ့မုံဆိုးဇလိုက်ကျော်မြန်ရစာတွတ်ပေနဲ့တပည့်ဘိုက်ကလေးတို့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင် subscribe လေးလည်းနှိပ်ပေးပြီးတော့အားပေးနားဆင်ပေးပါအောင်နော်အခုစတင်ပြီးတော့တင်ဆက်ပေးပါမယ်ရှင်ဒီနေ့မှာတော့ဆရာဆွေမင်းတနုဖြူရဲ့မြန်ရစာတွတ်ပေပါဝင်တော့အစွဲဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မနက်မိုးတောင်အလင်းရောက်ပြီးအိယာဝဲကွေးနေခြင်းသေးတော်လေမသေးမြင်ဒီဆိုတော့နှိုးဆက်ကြီးစီမှစူးစူးညံ့ညံ့အတန်များမထွက်ခင်ကျွန်တော်လည်းအိယာမှာကြပြကြရလူးလဲပြီးထားလိုက်ပါတော့တယ်ထမမဟုတ်ရင်နားမင်္ဂလာမရှိဖြစ်နေလိမ့်မယ်တော့ကတွတ်ပြီးငါတော့မိဖျောင်မိလိုက်သေးတယ်ထားစမ်းမအောင်တော့အိမ်ရှိမှာမခင်ဦးရောက်နေတယ်ရှင်ကိုတွေ့ကြလို့တဲ့အော်အေးမခင်ဦးဆိုတော့စကားကြောင့်ကျွန်ုပ်စိတ်ထဲမှာထိတ်ခနဲဖြစ်သွားရတယ်မခင်ဦးဘာဖြစ်လို့ပါလဲဘာကိစ္စများပါလဲမခင်ဦးဆိုတာကရွာရှိပိုင်းနေကိုဘာနှစ်ရက်သမီးကလေးနှစ်ယောက်အမေသူမယောက်ျားကိုဖိုးတာအယံမူးလွန်ပြီးရွှေတစင်ချောင်းနဲ့ရေနစ်သေးလို့ရက်လဲပြီးတာမှ3ရက်သာရှိသေးတယ်မဟုတ်ပါလားကျွန်ုပ်လည်းကိုလက်တုတ်တင်ချက်မှုကိုအမြန်ပြုပြီးအိမ်အောက်ကိုဆင်းခဲ့တယ်မခင်ဦးဘာကိစ္စများပါလဲစောစောစီစီဟိုဥတ္တပီတို့အိမ်မှာခွေးမများမွေးထားတာရှိသလားလို့ပါရှိပါတယ်ဘာဖြစ်လို့လဲဒါဆိုရင်ဥတ္တပီတို့မွေးထားတဲ့ခွေးမအခုရက်ပိုင်းမှာတားများပေါက်သေးသလားအမဲလုံးပြစ်ဖို့ခွေးတကောင်စင်ကောက်နေရထင်တယ်အေးပေါက်တယ်မသိမြင်ဝင်ကြည့်တာ8ကောင်တောင်ပေါက်တယ်ဆိုပဲကျွန်ုပ်စကားဆုံးတာနဲ့မခင်ဦးမှာဝမ်းတာအားရထခုံကြည့်ရတယ်ဟုတ်ပြီဟဲ့ဘလို့ဖြစ်လို့ပြောပြီးထခုံနေရတော့ပြောမယ်ဥတ္တပီပြောမယ်ပြောပြမယ်ကျမလေးမနေ့ကကုန်းမောင်ရွာကအကြမ်းမြင်ဆရာမဒေါ်ငင်းငင်းစီကိုသွားတဲ့ဥတ္တပီရဲ့တည်သွားတဲ့ကျမယောက်ျားကိုဖိုးတာဘယ်ဘဝများရောက်နေတယ်လဲဆိုတာသိကြလို့သွားမိတာရှင်ဒေါ်ငင်းငင်းနေပါဦးဆရာမဒေါ်ငင်းငင်းဆိုတာတည်တဲ့လူတွေဘယ်ဘဝရောက်နေတယ်ဆိုပြီးလိန်စာအဲလေဟောစရန်ပေးတဲ့ဘီဒင်ဆရာမမဟုတ်လားဟုတ်တယ်သူပဲအဲ့ဒီဆရာမကတိတ်မှန်တာပဲဥတ္တပီရဲ့သိလားဘလို့များမှန်တာလဲပြောစမ်းမအောင်ဆရာမကဟောလိုက်တဲ့ဥတ္တပီကျမယောက်ျားကိုဖိုးတာဟာလောလောဆယ်ရွာမှာပဲရှိရဲ့တဲ့ဒါနဲ့ကျမကဘေးမှာနေတယ်လေလို့မေးတော့နင်တို့ရွာကမိုးဆိုးကြီးအိမ်မှာတဲ့အေးရွာမှာကမိုးဆိုးဆိုလို့ဥတ္တပီပဲရှိရမဟုတ်လားဆိုပါအောင်အဲ့ဒါဆရာမပြောတယ်အဲ့ဒီမိုးဆိုးကြီးအိမ်မှာခွေးမကြီးကခွေးလေးတွေပေါက်နေလိမ့်မယ်တဲ့အဲ့ဒီခွေးလေးတွေထဲကနတ်မောင်နေတဲ့ခွေးလေးဟာနင်းယောက်ျားဝင်စားတာတဲ့အေးအဲ့ဒါကြောင့်ခွေးပေါက်လေးတွေကိုကြည့်ကြလို့လာခဲ့တာပါအဲ့ဒီဆရာမကတိတ်မှန်တာပဲနော်ဥတ္တပီတို့အိမ်ကခွေးမကြီးတားပေါက်တောင်တိနေတယ်အံ့ရောမခင်ဦးကပြောဆိုအိမ်အောက်ကိုဝင်ချေရာဟဲ့ခွေးမကြီးကတားစိတ်မုံပြီးကိုက်နေအောင်မယ်နော်ရတယ်ကျွန်ုပ်တတိပြီးတော့လဲယောက်ျားစိတ်မှုန်နေတော့သင်းကအိမ်အောက်ကိုမကြောင်မရွဝင်သွားချေပါတယ်မတော်ခွေးမကြီးကိုက်ပါကစေးဖို့ပေးနေရမောင်စိုးရင်ကကျွန်တော်လဲအိမ်အောက်ကိုဝင်ပြီးကြည့်ကြရာတော်တော်ဒုက္ခပေးတဲ့မခင်ဦးအမှန်တကယ်ပင်ခွေးနဲ့လေးတကောင်ကိုအံ့ဩဖွယ်ရာတွေ့လိုက်ရပါတယ်အမလီအဖြစ်ဆိုးလာကြည်လားကိုဖိုးတာရဲ့လှုပ်ပြန်ပြီဒါကြောင့်ရှင်ကိုကျမပြောတာပေါ့တော့ဒီအရေးတွေကိုတောက်မကောင်းတဲ့လူတွေနဲ့ပေါင်းပြီးမဟုတ်တာတွေလုပ်နေတာအခုသေးတော့ခွေးဖြစ်ပြီးမဟုတ်လားတော့ဒုက္ခပါပဲမခင်ဦးရဲ့ခုနှစ်တန်းချီတင်အောင်ငိုနေတန်ကြောင့်အပြင်သွားနေတဲ့ခွေးမကြီးမှာအိမ်အောက်ကိုပြေးဝင်လာပြီးမခင်ဦးကိုတရကြမ်းဟောင်းနေကြတော့တယ်ခွေးမကြီးဟောင်းနေတဲ့ကြားမှာမခင်ဦးဟာခွေးနက်လေးကိုစက်ကနေပွေ့ချီထွက်သွားတယ်ဟဲ့မခင်ဦးဒီခွေးလေးကိုယူသွားလို့ဖြစ်ပါမလားနိုးမှမပြတ်သေးတဲ့ဥစ္စာဟုတ်တော့နိုးမပြတ်သေးရင်လည်းနိုးတိုင်မွေးမှာပေါ့မဟုတ်ဘူးလားကိုဖိုးတာရဲ့နော်ကိုဖိုးတာလှုပ်လိုက်ဟာသူသားသမီးကိုယူသွားတာမို့ခွေးမကြီးကထိမနိုင်ဆွဲမြဖြစ်နေကြပြီကဲယူခြင်းလည်းမြ мян ယူသွားဟဲ့ဒီမှာခွေးမကြီးကိုထိမနိုင်တော့ဘူးထိုကမှပဲခွေးနဲ့လေးကိုကိုင်ရင်တတာရဲတာနေတဲ့မခင်ဦးလည်းခြံဝင်းအတွင်းမှာပြေးထွက်သွားပါတယ်မခင်ဦးနောက်ပြေးလိုက်ရင်အတင်းရုန်းကန်နေတဲ့ခွေးမကြီးမိနီကိုကျွန်ုပ်လည်းအတင်းချုပ်ပြီးတော့ချော့မော်ရတယ်မိနီရဲ့နင်ကလေးကိုသူများယူသွားလို့နင်စိတ်ထိခိုက်နေမယ်ဆိုတာငါသိရဲ့ဒါပေမဲ့နင့်မှာကလေးတွေအများကြီးကြမ်းမာသေးရဲ့ဟာပြီးတော့နင့်ကလေးကိုမခင်ဦးကကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်မှာပါမိနီရဲ့သိရလားမဟောင်နေတော့နော်တိတ်မိနီကကျွန်ုပ်စကားကိုနားလေလို့ပဲလားမသိဘူးမဟောင်တော့ပဲတအီအတန်ပြုတ်ရင်အိမ်အောင်ထဲဝင်သွားရှာတယ်ဒီနေ့ကံမကောင်းပါလားပုထုဇဉ်တော်အုံမတကောလူဆိုတာကအယူကြီးဖြစ်ကြရာမှာမခင်ဦးကမြေတီအယူထဲမှာပါချေတယ်လေကျွန်ုပ်စဉ်းစားရင်အိမ်ပေါ်တက်ခဲ့ရှာပါတယ်
မခင်ဦးတရားခွေးနဲ့ကလေးကိုယူသွားပြီး3ရက်မြောက်နေမှာကျွန်တော်နဲ့မခင်ဦးကရွာလဲမှာစုံမိကြတယ်ဟဲ့မခင်ဦးဥတပေမခင်ဦးခွေးလေးရောအဲ့ဒါပြောမလို့ဥတပေရဲ့ကိုဖိုးတာခွေးဖြစ်တဲ့ဘဝတောင်ခွေးမဖြစ်ရတယ်လို့ဟေးနေယူသွားတဲ့ခွေးလေးကအမလေးလားဟုတ်တယ်တော့လူဘဝကဘာကောင်းမှုမှမရှိတော့ခွေးဖြစ်တာတော့အမဖြစ်ရပြီတဆိုးကလည်းမရှိရှာဘူးလေဟေးဟုတ်တယ်တော့မနေ့ကကိုဖိုးတာအဲ့လေခွေးမလေးဘာဖြစ်တယ်မသိဘူးတည်သွားရှာပြီအဲ့ဒါအခုဘယ်ဘဝရှောင်းနေပြန်ပြီလဲဆိုတာကုန်းမောင်ရွာကဆီယာမတော်ငင်းငင်းစီသွားမင်းမလို့ဥတပရဲ့အေးဗျာကျွန်တော်လည်းမခင်ဦးကိုကြည့်ရင်ရီချမ်းပတ်ကြည့်ဖြစ်လာရှာတယ်ယူပါပဲမခင်ဦးရဲ့တရားသဘောကိုနှလုံးမသွင်းနိုင်လောက်အောင်ဖြစ်နေရှာတဲ့မခင်ဦးကိုကျွန်တော်ဘလို့တရားပြရမလဲမတက်နိုင်အချိန်တန်ရင်တော့ပြေးရှာပြီးလိမ့်မယ်လို့တွေ့ရင်တပြင်းချရုံမှာတပါကျွန်တော်ကဘာများတက်နိုင်ပါမလဲဥတပေတနေ့မှာတော့ကျွန်တော်တောပြစ်ထွက်ရနေအိမ်မှာထွက်လာစဉ်တန်ချောင်းတယောက်ကျွန်တော်နာမည်ကိုတကြောကြောခေါ်ရင်အမောတခေါ်ပြေးလာလို့ဘာလဲရတန်ချောင်းရမင်းဟာကလည်းအရေးတကြီးအော်အရေးတကြီးဆိုအလောတကြီးတိုင်မင်စရာကိစ္စရှိနေလို့ဥတပေရဲ့တိုင်မင်စရာဘာများပါလဲစိုးစမ်းမအောင်ဒီလိုပြမခင်ကပြောတယ်ဟိုကုန်းမောင်ရွာကဆီယာမကဟောတယ်တဲ့နှလုံးသားလမ်းကြောင်းမှာကျွန်းကန်နေတယ်တဲ့လားသူယောက်ျားကိုဖိုးတာဟာခွေးဘဝကနေအခုတရေဘဝကိုရောက်နေတဲ့တဲ့ဟေးဟုတ်လားတရေကအထီးလားအမလားဟာဗျာအဲ့ဒါတော့ဘယ်သိပါမလဲသူ့ဟာသူထိထိမမအဲ့ဒါသူ့ကိစ္စအခုကသူ့ကိစ္စကိုကိစ္စဖြစ်လာလို့ဗျာဟောအေးဘလို့ရမှာလဲအဲ့ဒီဆီယာမကဟောလိုက်သေးတဲ့အဲ့ဒီတရေဟာကျုပ်ချန်လေးကတရေပင်မှာနေနေတဲ့ဗျာအဲ့ဒါလို့ဟောလိုက်တဲ့လားဟုတ်တယ်အဲ့ဒီဆီယာမကဟောလိုက်လို့အခုဆိုရင်မခင်ဦးကသူ့ယောက်ျားကိုဖိုးတာကိုကျွေးတယ်ဆိုပြီးမနေ့တခါညတခါနေတိုင်းလာပြီးထမင်းနဲ့ဟင်းတွေတရက်ပင်မှာလာတင်းနေလို့အခုဆိုလေအိမ်ကကလေးတွေမှာဘာမှမသိညာမှမသိနဲ့ကြောက်လန့်ကုန်ကြပြီဗျဟုတ်တာပေါ့အဲ့ဒီကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲလို့ဥတ္တပီနဲ့တိုင်ပင်ရအောင်လာခဲ့တာကျွန်ုပ်ကမခင်ဦးကိုတနာလေတနာမတနာမိတယ်လို့နေရင်လဲနာလဲအုပ်ချယ်မိတယ်ကိုင်းဟာဒီလောက်ယူအောင်မိုက်အောင်အသုံးမကျအောင်အမလီကိုဖိုးတာရဲ့ရှင်မရှိလို့ဥတ္တပီရဲ့နှိပ်စက်တာခံနေရတဲ့ကျုပ်ဖြစ်ကိုရောက်ရဘဝကကြည်လေမြင်းလေတနာလေပါကုညီလေပါအောင်တော့လူတယောက်ရဲ့လားရာဂတိကိုဖျားရှင်နဲ့ယဟန်နာတို့မှတပါဘသူမှတိတိကျကျသိနိုင်ပါမလဲမတိမှုအားကြီးလာတဲ့မက်ခင်ဦးရဲ့အဆွဲကိုဘလို့ချွင်ကောင်းမလဲပြောပါအောင်ဗျာအဲ့ဒီကိစ္စဘလို့လုပ်ရင်ကောင်းမလဲဆရာတော့ဘာလို့ရမှာလဲအဲ့ဒီတရက်ပင်ကိုခုတ်ပစ်လိုက်ပေါ့ကွာဟာအဲ့ဒီတရက်ပင်ကတရက်တီးတွေပြုတ်နေရဗျာနှမျောစရာကြီးအေးလေဒါတော့မင်းစဉ်းစားပေါ့တရက်တီးကိုကြည့်မလားမင်းကလေးတွေဒုက္ခရောက်မအောင်ကြည့်မလားဆိုတာတန်ချောင်းကချက်ချင်းအပြေမပေးနိုင်တုံးလေးပါဝေဖြစ်နေရှာတယ်သူ့စိတ်ထဲမှာတရက်တီးများနဲ့သူ့ကလေးလွန်ဆွဲနေပုံရပါတယ်အတန်ကြာမှဟုတ်တယ်ခုတ်ရမယ်ဒီတရက်ပင်ကိုခုတ်ပြရမယ်ကိုကလေးထက်တော့ဘာမှဂယုမဆိုင်နိုင်ဘူးကွာခုတ်မယ်ဟိခုတ်ပြမယ်ကွာသူမြောက်သွားမြောက်ပေးပြန်ပြီပြောတော့ကတော့ဘာရင်မဟုတ်မက်ခင်ဦးကိုအမြင်ကပ်လို့ပြောလိုက်ခြင်းဖြစ်တယ်ယခုလိုတန်ချောင်းကတကယ်ခုတ်တော်မယ်ဆိုပြန်တော့လေလာလက်တန်သောပြဿနာကိုတွေးမိရကဒီမှာဥတ္တပေရှင်ကကျမယောက်ျားကိုဖိုးတာနေရဲ့တပင်ကိုခုတ်ခိုင်းတာဘာသဘောလဲတိပြီကျမယောက်ျားဒီရွာမှာမနေနိုင်အောင်လုပ်ပြီးကျမကိုကြံကျင်လို့ပေါ့လေဟုတ်လားတိပြီဆရာဒီကိစ္စကိုမသိမြင်အားအတိပေးတိုင်ပင်မှာတင့်တော်ပေမယ်ဒီလိုသဘောရကကျွန်တော်လည်းတော်ရဲမဝင်တော့ပဲအိမ်ကိုပြန်လာခဲ့ပါတယ်အရေးဆိုတော့လေမိမပဲအားကိုးရတာပဲဒီလိုနဲ့ကျွန်တော်လည်းထိုးနေကတော်ရဲကိုမဝင်ဘဲနဲ့ရင်နှွေးကြမ်းတိုးနဲ့အချိန်ဖြုံးနေခိုက်မခင်ဦးတရားအမောတခေါနဲ့ပြေးဝင်လာတယ်ဥတုပီလှုပ်ပါအောင်ပြဿနာကိုတီးပြီးဖြစ်တော့လေကျွန်တော်ကမသိဟန်ပြုပြီးဟဲ့ဘာဖြစ်တာလဲမခင်ဦးရဲ့ဟိုကိုတန်ချောင်းကကိုဖိုးတာနေရဲ့တရက်ပင်ခုတ်နေပြီဟင်ဘသူခုတ်တာလဲဖိုးတာကတရက်ပင်အားရှုပ်ကုန်ပြီရှင်းအောင်ပြောစမ်းပါဟာဟုတ်ဒီလိုပါဒီလိုနဲ့မခင်ဦးကကျွန်တော်တီးပြီးတော့ကိစ္စကိုထပ်မံရှင်းပြတယ်ဒါဆိုရင်တော့ဖိုးတာဘုံပြောက်တော်မှာပေါ့ဒါပေမဲ့ခက်တာကတရက်ပင်ဟာတန်ချောင်းရဲ့ခြံထဲကအပင်ဖြစ်နေမှာမဟုတ်လားအဲ့ဒါကြောင့်ဥတ္တပီကိုလာပြောရတာပါကိုတန်ချောင်းကိုတရက်ပင်မခုတ်ဘူးလိုက်တားပေးပါအောင်ခက်တာပဲသူ့ခြံထဲကအပင်ကိုသူခုတ်တာသွားပြောလို့ဖြစ်မယ်မထင်ဘူးဟာတောင်းမှမှာဥတ္တပီရဲ့ဥတ္တပီတို့ကရွာမိရွာဖားလို့ဖြစ်နေတော့ကိုတန်ချောင်းကိုအကျိုးချောင်းပြောပြပြီးမခုတ်ဖို့ပြောရင်ရမှာပေါ့ရှင်နော်လူမိုင်းငားပြီးခက်ကြည့်ပြီးတာမန်ချိန်မှာဒီလိုအကူညီမျိုးမခင်ဦးကိုပေးဖို့ကျွန်တော်ဝင်လေးမှာမဟုတ်ယခုတော့ကျွန်တော်ပြောလိုက်လို့တန်ချောင်းကခုတ်နေခြင်းဖြစ်ရာဘလို့သွားပြောလို့ဖြစ်ပါမလဲကိုရှုကိုပတ်ဆိုတာဒါမျိုးပေါ့ဒါပေမဲ့လည်းပြဿနာရှင်အဖြစ်ရှိစမြဲပေမို့အေးလေဒါဆိုရင်လည်းလိုက်ပြောကြည့်သေးရပေါ့က
ကဲမသိမြင်ဒိုးလိုက်သွားပြီးတန်ချောင်းတောင်းမှကြည့်ရအောင်ဒီလိုနဲ့ကျွန်ုပ်နဲ့မသိမြင်တို့လည်းမခင်ဦးနဲ့အတူတန်ချောင်းအိမ်ကိုလိုက်လာခဲ့ကြပါတော့တယ်ကျွန်ုပ်တို့ရောက်တော့တန်ချောင်းကလူ9ယောက်နဲ့အတူနှိတ်ချိုတရက်ပင်ကျိုခုတ်နေရတဝက်ပင်ပြက်နေချပြီမခင်ဦးကရင်ဘတ်စီတီးဖြစ်ရတယ်အမလီရဲ့ဆက်လာကြည့်လားကိုတန်ချောင်းရဲ့ကျုပ်ယောက်ျားကိုဖိုးတာဘေးမှာနေရတော့မလဲတော့ဦးတက်ပေမမမြင်တော့ကိုတန်ချောင်းကိုပြောပေးကြပါအောင်တော့တန်ချောင်းမင်းကလည်းစိတ်မျက်လက်မြန်တဲရှိအောင်ကွာတရက်ပင်ကြီးတဝက်တောင်ပြက်နေပြီပဲကဲကွာဒီတဝက်နဲ့ပဲရထားလိုက်ပါတော့ကွာဟုတ်လားဟာဦးတက်ပြီပဲအေးပါငါသိပါတယ်မင်းဘာမှမပြောနေတော့ဟုတ်ပြီလားကျွန်တော်လဲတန်ချောင်းရဲ့ပါဇက်ကိုအမြန်ပိတ်လိုက်ရတယ်ထိုအခိုင်မသိမြင်ကတကူလုံးတုံတုံကြီးဖြစ်လာပြီမခင်ဦးနာမည်ကိုခေါ်တယ်အလိုအတန်ကလည်းမသိမြင်ရဲ့ပကတိအတန်မဟုတ်တော့ပါလားခင်ဦးဟဲ့ခင်ဦးမသိမြင်ရဲ့အတန်အမှုရာများကြောင့်ကျွန်တော်တို့အားလုံးမှာထိတ်ထိတ်ပြပြဖြစ်သွားကြတယ်ဟဲ့ခင်ဦးငါနေ့ယောက်ျားဖိုးတာလေဖိုးတာဟင်ကိုဖိုးတာဟုတ်လားမခင်ဦးမှာမသိမြင်စကားဆုံးတာနဲ့မသိမြင်ကိုပြေးဖန်ငိုကြတော့တယ်အမလီကိုဖိုးတာရဲ့မသိလို့တွေ့ရမိနိုင်ပါမလားတော့အေးလေဟုတ်ပါကိုဖိုးတာကသိပြီပဲရှင်ဘယ်ဘဝရောက်လို့ဘာတွေဖြစ်နေလဲဆိုတာကျမကိုလည်းပြောပါအောင်တော့အေးအဲ့ဒါပြောမလို့ငါလာတာပေါ့ဟာခင်ဦးတေးသေးချာချာနားထောင်ငါကနင်းနဲ့နီးနီးနေကြလို့တန်ချောင်းတို့တရက်ပဲမှာလာနေရသိရလားသူတို့ကမထားကြတော့ငါမနေတော့ဘူးဟဲ့ဒါဆိုရင်လည်းအိမ်မှာလာနေပါလားတော့ဟဲအိမ်မှာနေလို့ပဲဖြစ်မလဲအိမ်မှာနေလို့မရလို့လာမနေတာပေါ့ညမှာခင်ဦးရဲ့ဒါပေမဲ့မပူနဲ့ခင်ဦးသူတို့မထားလဲငါမှသွားကြနေရရှိပါရမပူနဲ့ဟင်ဒါဆိုရှင်ကဘယ်လိုသွားမှလဲကိုဖိုးတာရဲ့ဘယ်သွားရမှာလဲမလေးရှားပေါ့ဟဲ့မလေးရှားတရေကမြင်လာကြည်လားမလေးရှားဆိုတာဘယ်နာရွာလဲကိုဖိုးတာတဲ့ဒီတော့သူမှခင်ဦးနဲ့ခင်မမီလိုက်တာညမှာမလေးရှားဆိုတာရွာကပေးစီတို့ရမောင်းတို့ခွေးပူးတို့သွားအလုပ်လုပ်တဲ့နိုင်ငံပေါ့ဟဲ့ဟင်ဒါဆိုရှင်ကနိုင်ငံเจ้าကိုသွားတော့မှာပေါ့ဟုတ်လားကိုဖိုးတာ yes အော်တော့အသက်ရှင်တော့သွားပါဆိုဘာဖြစ်တယ်လဲညာဖြစ်တယ်လဲနဲ့အခုသေးမှနိုင်ငံခြားသွားမှာဆိုတာဘာသဘောလဲရှင်ကကျုပ်တုံးကတော့နိုင်ငံခြားမှာအလုပ်သွားလုပ်ပြီးရှာဖွေမကျွေးချင်ဘူးအခုဘဝမှာရတဲ့မိန်းမတော့နိုင်ငံခြားမှာအလုပ်သွားလုပ်ပြီးတော့ရှာဖွေကျွေးမယ်ပေါ့လေဟုတ်လားကဖိုးတာနားပေးမှာပဲတော့အဲ့ဒါမျိုးလုပ်လို့ကတော့ရှင်ကိုကျမအသက်ချင်းလဲပြက်လိုက်မယ်ဘာမှတ်လဲခင်ဦးတဲ့တူတဲ့ရှိတယ်နားလေလားဟဲခင်ဦးကလည်းငါအဲ့ဒါလိုလူစားမဟုတ်ပါဘူးဟာတယောက်ဆိုတယောက်ဘရောက်ဆိုတဲ့ဖိုးတာပါဒါဆိုရင်လည်းပြီးရောမဟုတ်လို့ကတော့ငရုတ်ကြပွေစားနော်ငရုတ်ကြပွေစားမှတ်မိသေးရဲ့လားရှင်လူဘဝမှာတော့ကမူးလာရင်လေကျုံနှက်ခဲ့တဲ့ငရုတ်ကြပွေလေရောအမှုပြေစေဘာလဲဘဝပြောင်းလို့ငရုတ်ကြပွေကိုမိသွားပြီလားဒါဆိုရင်ပြန်မှတ်မိသွားအောင်တစ်ချက်လောက်ထုပေးရအောင်မလားခင်ဦးကလည်းစိတ်ကြည့်လိုက်တာဟာငါမှတ်မိပါတယ်ဟာငါမှတ်မိပါတယ်နေငရုတ်ကြပွေကိုငါဖေဘဝရောက်မေးရဲမှာမဟုတ်ပါဘူးငါကနိုင်ငံเจ้าကိုသွားရတာလဲနင့်အတွက်ပါဟဲ့ဘာကျုပ်တဟုတ်လားဘာလဲရှင်ကတရေဖြစ်မှနိုင်ငံเจ้าကိုသွားအလုပ်လုပ်ပြီးဒေါ်လာပို့ပေးမလို့လားကိုဖိုးတာဒါဆိုရှင်ကငွေကိုဘယ်လိုလွှဲမှာလဲတောင်တို့ပို့နေတဲ့ကုမ္ပဏီကပဲပို့မှာလားကျုပ်ပြောခဲ့ဆိုခဲ့တာတွေစိတ်မဆိုးနဲ့နော်ဟုတ်ပြီခင်ဦးကလည်းတရေကဟိုမှာအလုပ်သွားလုပ်ပြီးဒေါ်လာပို့လို့ရမလားဟာဟုတ်သားဒါဆိုရှင်ကကျုပ်အတွက်ဆိုတာဘာလို့ပြောရလဲကိုဖိုးတာဒီလိုလေနေငါအတွက်နဲ့ဟိုမေးဒီမေးဟိုလိုက်ဒီလိုက်နဲ့ဖြာများနေရတာငါမကြည့်ရတော့လို့နိုင်ငံเจ้าကိုထွက်သွားတော့မယ်လို့ပြောတာပေါ့ခင်ဦးရဲ့နင်လဲနောက်အိမ်တောင်ပြုတ်ကျင်ပြုတ်နိုင်တယ်ငါ့ကိုလေဟိုမေးဒီမေးရှောင်မေးမနေနဲ့တော့ကြားလားကဲငါသွားပြီနော်နိုင်ငံเจ้าအပြီးထွက်သွားပြီခင်ဦးရဲ့တတမသိမြင်ကပြောဆိုအရုပ်ကျိုးပြတ်တယ်လို့မြေပေါ်ပုံလဲကျသွားပါတယ်တရေထွက်သွားပြီပေါ့လေထိုကမှကျွန်ုပ်တို့လည်းမသိမြင်ကိုပြေးပွေကတတိယအောင်လုပ်ရတော့တယ်မြင်တတိယပြီနော်မသိမြင်ကတတိယလာတဲ့ကကြီးကြောင်ကြီးဖြစ်နေရှာတယ်ကျုပ်ဘာဖြစ်တာလဲယင်မင်းကိုမောင်ဖိုးတာဝင်ပူးတာမသိမြင်ရဲ့ခင်ဦးနေတော့စကားတွေပြောသွားသေးတယ်ဟဲ့ဟုတ်လားခင်ဦးနင့်ကိုဘာတွေများပြောသွားလဲသူမလေးရှောင်သွားပြီတဲ့ကျမကိုလည်းနောက်အိမ်တောင်ပြုတ်လိုက်ပါရဲတော့လေမြင်ရဲ့မခင်ဦးရဲ့အဆွဲကိုချွတ်လိုက်နိုင်တဲ့ကိုတို့ရဲ့အကြံကမပိုင်ဘူးလားကွာပိုင်မတော့ပိုင်ပါကျုပ်လည်းကိုဖိုးတာဝင်ပူးဟန်ဆောင်တာမပိုင်ဘူးလားပိုင်မဗျာပိုင်ပါဓာတ်တနေစက်မောင်မြင်ရဲ့ဖိုးတာဟိုအဝေးကြီးကိုထွက်သွားပြီလို့ပြောလေရရသားနဲ့ဘာလို့မလေးရှားလို့ပြောလိုက်ရလဲဟိုအဝေးကြီးဆိုတာကမြန်မာပြည်ထဲမှာဆိုရင်လေခင်ဦးကလိုက်ကြံလိုက်နေအောင်မှာတော့သို့တော်အထင်အထင်သာတကယ်လက်တွေ့ဖြစ်မှာတော့ဥတပီအလိုမခင်ပါလားဘေးကလှည့်လာလေဒီလိုပဲရှင်ဥတပီကိုပြောစရာရှိလို့စိုးစမ်းမအောင်ဟိုလေကိုဖိုးတာကိစ္စပေါ့သူနိုင်ငံเจ้าကိုထွက်သွားပြီဆိုတော့ကျမလည်းစိတ်ကိုဒုံဒုံချပြီးနေလိုက်ပါတယ်ဒါပေမဲ့စိတ်ထဲမှာတော့တိတ်မပြတ်နိုင်ဘူးပေါ့ရှင်အဲ့ဒါကြောင့်ဟိုတနေ့ကတော့
ကုန်းမောင်ရွာကဆီယမဒေါ်ငင်းငင်းစီသွားမိရရှင်ဟင်မေးပြန်ပြီဟုတ်ကဲ့မိတော့ကတော့ကိုဖို့တာမလေးရှားကနေဘယ်တော့ပြန်လာမလဲဆိုတာသွားမေးကြည့်တာပါအဲ့ဒါဆီယမကအာယုံခံကြည့်ပြီးကိုဖို့တာရှိလာလောက်ကြာရင်ကျုံတိုင်းရွာပြန်လာမယ်လို့ဟောလိုက်တယ်ရှင်အေးပြန်လာအောင်မယ်ဟုတ်တယ်ပြန်လာမှာတဲ့ပြီးတော့ဆီယမကဟောလိုက်သေးတယ်ဘာများပါလဲအခုကကိုဖို့တာစိတ်ဆိုးလို့မလေးရှားကိုသွားတာပါတဲ့သူတကယ်နေကျင်တာကကျမအနားမှာပါတယ်လေအဲ့ဒါဒီတစ်ခါသူပြန်လာရင်ကျုံတိုင်းရွာကမုံစိုးကြီးတယောက်ရဲ့ခြံထဲကပိန်းနေပင်ကြီးမှာနေမှာတဲ့ရှင်ဟင်ကျွန်တော်ရဲ့ပိန်းနေပင်ဟုတ်တယ်လေအားကြောင့်ဥတ္တပင်နဲ့မမမြင်တော့ကျမအခုကလေးကမြစ်တာလာရက်တာပါရှေးလာမှာကိုဖို့တာပြန်လာရင်ပိန်းနေပင်ကြီးမှာနေခွင့်ပြုပေးပါလို့နော်မဖြစ်တော့ဘူးအကိုင်းခတ်ခုံနေရုံနဲ့အပင်ကသေးမှာမဟုတ်တော့ဘူးအမြစ်ကိုလှမ်းမှအပင်သေးလိမ့်မယ်တပင်ခုတ်1300လဆိုလားမခင်ဦးရဲ့အစွဲကိုချုပ်ဖို့ဆိုတာကရေတောင်းမြင့်ဆိုတဲ့ကုန်းမောင်ရွာမှာဆီယမဒေါ်ငင်းငင်းကိုအမြင့်လှမ်းမှရပြီလိမ့်မယ်မဟုတ်လို့ကတော့မခင်ဦးအစွဲကဘိန်းနီးနဲ့မှကျွတ်မှာမဟုတ်ပါဘူးကိုဖို့တာကလေမခင်ဦးမှာမခင်ဦးတဲ့အခုရောက်နေတဲ့ဘဝမှာတော့လေမခင်ဦးကိုတွေ့ချင်းနေရှာတာတကယ်ဒါဆိုကျမလည်းတွေ့လိုက်ချင်တာရှင်ဒါနဲ့ကိုဖို့တာအခုဘာဖြစ်နေလဲရင်ဆီယမကဲမသိမြင်ရင်တကယ်တော့မခင်ဦးအစွဲကိုချုပ်ဖို့ဆိုတာကုန်းမောင်ရွာကမကြားမမြင်ရမ်းဖြီးတဲ့ဆီယမကြီးဒေါ်ငင်းငင်းရဲ့အစွဲကိုအရင်ချုပ်ဖို့အရေးကြီးတာမို့ကုန်းမောင်ရွာကိုချစ်တဲ့ဒေါသချီတဲ့များဖြင့်အိမ်ပေါ်မှာဝုန်းတိုင်းကျဲကဆင်းသွားကြတဲ့ကျွန်တော်တို့လင်မယားကိုကြည့်ရင်မခင်ဦးခင်ဗျာပါဇက်အဟောင်းသားနဲ့ကြံရင်ခဲ့ပါတော့တယ်ဒီနေ့ကမကောင်းပါလားမိုးရာသီရောက်ပြီဆိုတော့ကျွန်တော်တို့မုတ်ဆိုးများဖို့လုပ်ငန်းခွင်ကဟန်မကြတော့ဘူးအိမ်မှာစိန်နဲ့နေရအောင်လေထိုင်စားစရာငွေပုံငွေရှမ်းမရှိရိတ်ခါမရှိမိုးအေးထဲမှာပဲဖားရှာငါးရှာသားရှာတဲ့အလုပ်ကိုလုပ်ရချေတော့တယ်ဆက်တော်လားဗျာချောင်းဟိုဘက်ဖားတွင်းသွားနိုင်မယ်အေးကောင်းတယ်စားဖားမများရရင်တော့ရွာတွေကဝဲချင်သူတွေများတယ်ကျွန်တော်တို့လည်းပေါတူးတူလေးများထန်းကဖားရင်းများရှိတာကိုမိုးတစိမ့်စိမ့်ရွာနေရဲ့ကြားမှာထွက်လာခဲ့လိုက်တယ်ဖားဆိုတဲ့တရဝါကနေ့အခါမှာတွင်းအောင်ကြတယ်ညအခါမှာအပြင်ကိုထက်ကပိုးကောင်မွားကောင်များအစာရှာထွက်တတ်ကြတယ်ဆွဲစားမယ်ကျွန်တော်တို့ကဖားများတွင်းအောင်တက်မဲ့နေရကိုညအထိမဆောင်ပဲနေကင်းကြောင်တောင်တူးကြခြင်းဖြစ်ပါတယ်ရွာပြင်ကိုရောက်တာနဲ့ရေပြည့်နေတဲ့လေကွင်းကြီးများကတမျောတခေါ်ကြည့်လို့မဆုံးပါဘူးဟာဘဲအုပ်တယ်မနေပါလားဘသူဘဲအုပ်လဲဦးချစ်တင်ဟာလားအတီးဘဲဟုတ်လားတော့မသိဘူးဘဲချောင်းသားတွေလည်းမပေါအောင်ကွာဒါဆိုပိုင်တာပဲဘိုက်ကလေးကပြောဆိုရေစက်နောက်တိုးကပ်သွားပြီးသူ့ရဲ့ခါးကြားမှာဝက်ယူလာတဲ့လေးကွာကိုထုတ်ပြီး3 ချက်ဇက်တိုက်ဖြစ်ပါတော့တယ်ကျွန်ုပ်တားချိန်မရဘူးဘဲအုပ်ကလက်မိပြေးတယ်ဘဲ3ကောင်အပိုင်ပဲလေးကွာစာမိသွားတဲ့ဘဲ3ကောင်ကလေကွက်ထဲမှာဆန့်ကြီးဖြစ်နေတော့တယ်ဘိုက်ကလေးဘာလုပ်လိုက်တာလဲသူများဘဲတွေဒီမှာသူများဘဲဆိုရင်မလုပ်ဘူးဦးချစ်တင်ဘဲအုပ်လည်းလုပ်ရမှာပဲအတီးဘဲလည်းလုပ်ရမှာပဲရွာမှာဒီနေ့ကိုအမြင်ကက်လို့မင်းဟာတိသွားရင်မကောင်းပါဘူးကွာဘိုက်ကလေးကဘဲ3ကောင်၎င်းရဲ့ပစိုးနဲ့ချွတ်ပြီးတော့ထုတ်လိုက်ကကဲဆက်တော့ကျွန်တော်အိမ်ပြန်ပို့လိုက်မယ်ပြန်လာခဲ့မယ်ဆက်တော့ဖားရင်းဖော်နဲ့ဘိုက်ကလေးကဘဲ3ကောင်လင်းမြန်စွာအိမ်ကိုပြန်ပို့လိုက်တယ်ညနေဘဲသားစီပြန်တော့စားဖို့ကျင်းသေးနေပြီမကောင်းပါဘူးလေသူများပစ္စည်းခိုးစားတယ်လို့ဖြစ်နေပြီကျွန်တော်လဲချောင်းကက်ဆက်အတွင်းဘက်ကိုပေါတူးလေးကိုထမ်းပြီးတော့ထွက်လာခဲ့တယ်အစိမ်းရောင်ထနေတဲ့ကွင်းပြင်ကိုအဖြတ်အဖြူရောင်ဥတလုံးကိုတွေးလိုက်ရတယ်ဟိုင်ဘာဥလဲဟာကျွန်တော်ကောက်ကန်ကြည့်လိုက်တဲ့အခါဟာဒါငန်းဥပဲဘယ်ငန်းမှဥသွားတယ်လည်းမသိဘူးကျွန်တော်လည်းပိုင်ရှင်မဲ့နေတဲ့ငန်းဥကိုပစိုးချုံနဲ့ထည့်လိုက်တယ်ထိုအခိုက်မလက်မကက်မှာငန်းဥတုပ်ဖြတ်သွားတာကိုတွေ့ရတယ်ကျွန်တော်လည်းငန်းဥထွက်သွားရဝယုံပင်များအောက်ကိုရောက်ဝယုံပင်ချင်းရင်မှာဝါရွက်6များနဲ့မလုံးတလုံးပေါင်းအုပ်ထားတဲ့ငန်းဥများကိုတွေ့လိုက်ရတယ်ဟာမနေပါလားအလုံး20လောက်ရှိမယ်ငန်းဥဆိုရင်ဈေးကောင်းနေကျွန်တော်ရဲ့လောဘဇောကတက်လာချင်ရတယ်ဒီငန်းတွေဟာကိုရင်ပိုးစာငန်းတွေဖြစ်မယ်ရွာမှာငန်းများမွေးတာသူပဲရှိတယ်ဒီလူကမွေးတာတိတ်လဲစိတ်ဝင်စားပါဘူးသူငန်းသူများစားဖို့တောင်းလဲပေးမွေးလဲပေးအတိတကပြောဘူးတယ်သူကျုပ်ဖောက်ဆက်နဲ့ဖောက်ပြီးတော့မွေးကျင်နေတဲ့ငန်းဥရရင်ပြောပါတယ်ဈေးကောင်းပေးမယ်တဲ့ဒါဆိုအတီးကိုရောင်းရမယ်ဟုတ်ပြီကျွန်တော်ကငွေရလွယ်တဲ့ဖြက်လန်းကိုလိုက်ချေပြီးလုံကြီးတွင်းကိုငန်းဥများကိုထိတ်ကရွာအောင်သေးလာခဲ့တယ်ဖားကမနေ့ပြန်နှိုက်လဲရတယ်ဒီနေ့ကိစ္စဒီနေ့ပြတ်မှဖြစ်မယ်ကျွန်တော်အိမ်ရောက်တာနဲ့အကျိုးကြောင့်ပြောပြရမသိမြင်ကလက်ခံတယ်သူပတ်စံရမယ်ကိစ္စအောင်ကဲမသိမြင်တဲ့ဘိုက်ကလေးမင်းတို့ကဒီငန်းဥတွေကိုချင်းတောင်းနဲ့လုံချုံယူလာခဲ့မထိခိုက်စေနဲ့ငါကအတီးစီအချိန်မီပြေးပြီးပြောမယ်ဈေးညစ်ထားမယ်တို့ကြအတီးအပြင်းထွက်သွားရင်ဖမ်းလို့မလွယ်ဘူးနောက်ကနေလိုက်ခဲ့တွက်နေရပဲကျွန်တော်လည်းပြောဆိုအတီးရဲ့ငကပြန်မွေးမြူရေးချံကိုတုံးဆိုင်ပြေးကြတော့တယ်အစင်သက်မဲ့အတီးကိုတွေးလို့အကျိုးကြောင့်ပြောပြရအတီးကဝမ်းသာစွာနဲ့လက်ခံတယ်ယူခဲ့လေနေတော့နေတယ်မင်းများရိုင်တော့ပိုကောင်းနေဗျ
အတီးနဲ့ဈေးညစ်ပြီးမသိမြင်တဲ့ဘိုက်ကလေးကိုအတီးထံမှာပဲစောင့်နေစေပါတယ်။ကိုတညက်ခန့်လဲပေါ်မလားထမင်းတစ်လုံးချက်ခန့်မှမသိမြင်တဲ့ဘိုက်ကလေးတို့ရှုံးမမဲ့မျက်နှာနဲ့ပေါ်လာတယ်။ဘယ်မလဲငန်းဥတွေမသိမြင်ကစိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်ပြီးကဲဘိုက်ကလေးနင်းပဲပြောတော့ဒီလိုဗျကျွန်တော်တို့ငန်းဥတွေကိုတဲလာတော့ရွာလေးလမ်းမှာလေးရောက်ရောကိုရင်ပိုးစာငန်းဥနဲ့တွေ့ပါရောပထမတော့ကိုလန့်ကိုသွားပေါ့နောက်တော့ဒီငန်းဥကနောက်ပြန်လှည့်လာပြီးကျွန်တော်တို့ကိုဝိုင်းထိုးရတာပဲဗျာထိုးရုံနဲ့မကဘူးတောင်းရွက်ထားတဲ့မမမြင်ကိုဝိုင်းထိုးစိတ်လိုက်တာတောင်းလဲပြုတ်ကြပြီးငန်းဥတွေကွဲကုန်ပါရောကျွန်တော်လည်းငန်းဥကိုချင်းနှောင်းနဲ့ရမ်းရင်းနဲ့ချောလဲပြီးငန်းဥတွေကွဲကုန်ပါရောဒါဆိုတလုံးမှမရှိတော့ဘူးပေါ့ဟုတ်တယ်ကျွန်တော်မှကိုနှစ်ဖူးကိုရိုက်လိုက်မိပါတယ်ငန်းတို့ရဲ့တဘာဝကသူတို့ဥကိုသူတို့မှတ်မိနေခြင်းဖြစ်တယ်သူတို့ဥကိုထိရင်ရမ်းမှုတက်ကြတယ်ကန်ဆိုးသူမသိမြင်တို့ကငန်းအုံးနဲ့တက်တိုးမိလေခြင်းမဟုတ်ပါလားကန်ဆိုးလေစွစက်တော့ပါလေကိစ္စကမပြီးသေးဘူးမနေ့ကဘဲသုံးကောင်ပြစ်လိုက်တာဘဲကြောင်သားဆိုင်ရင်ကတကြီးသွားတိုင်လို့ညနေကျရင်ဘဲဘူးရောရအောင်မယ်ကျွန်တော်မှကန်ဆိုးပြီးကန်ဆိုးနေတဲ့ကျွန်တော်ရဲ့တနေ့တာနေ့ရက်ကြီးကိုဘလို့မှမေးလို့ရနိုင်ပါမလဲဒီနေ့ကမကောင်းပါလားတနေ့မှာတော့ကျွန်တော်တပင်းနဲ့တပည့်ကျော်ဘိုက်ကလေးတို့ဟာနေစာဒူဝအတိုင်းအမဲပြည့်ရင်အတွက်ရိုးမတော်အတွင်းကိုချင်းနဲ့ဝင်ရောက်ခဲ့ကြပြန်มาတော့တယ်အချိန်ကနှွေနှောင်းရာသည့်အပူရှိန်ကပြင်းထန်စေရွက်ချောက်တွေကလေမာဝိဝဲကဘိုက်ကလေးကစံတုပ်ကလေးကိုကားမှချိတ်ထားတယ်အမဲပြည့်ရင်ထမင်းချက်ပြုတ်စားတော့ရမှာဖြစ်ပါတယ်အလိုတောခွေးပေါက်လေးတစ်ကောင်မှလားတောခွေးပေါက်ကလေးက4-5လသားအရွယ်လောက်သာရှိတယ်အမွှေးရောင်တွေကနီရောင်ပြေးနေတယ်အမွှေးကစုပ်ဖွားဖွားတောခွေးကတာမန်အင်ခွေးတွေထက်ကြီးမားမှုမရှိလာဘူးဘိုက်ကလေးကအလန့်တကြားဖြင့်စူးစူးဝါးဝါអော်ပါတယ်ဆရာတို့ရေကိုအသက်ရှင်ကျင်တဲ့တစ်ပင်ပေါ်မမြတ်တက်ပြို့ကျွန်တော်တက်ပြီးဘိုက်ကလေးကစကားပင်မစုံသေးတစ်ပင်ပေါ်ရောက်သွားပါတော့တယ်ခွေးတကုံမမီလောက်တော့တက်ကိုင်းမှာထိုင်ကအောက်မှာမြင်ကွင်းကိုစိုးရင်တကြီးကြည့်နေတယ်ကျွန်တော်လည်းထိုအခါမှလှုပ်လှုပ်ရှားရှားဖြစ်ကနီးရတစ်ပင်ပေါ်ကိုတက်ရဟန်ပြင်နောက်ကျသွားကြပြီအเจ้าမူကတုတ်ကိုင်းတတ်မှပြီးအရံမောင်းနှစ်ပေခန့်ရှိတဲ့တောခွေးကြီးတစ်ကောင်ကရုတ်တရက်ပေါ်လာကကျွန်တော်ကိုခေါ်အောင်လိုက်ပါတယ်ကျွန်တော်လည်းတောခွေးရှိန်နဲ့ပြစ်လိုက်ကြတယ်ဒါပေမဲ့ကျွန်တော်သတိမလွတ်ပါဘူးတနက်ထင်နဲ့တောခွေးရဲ့လဲမျိုးစောင့်ထိုးလိုက်ပါတယ်တောခွေးကပက်လက်လန်လဲကျသွားတယ်ကျွန်တော်ကတနက်နဲ့ပြစ်တယ်တောခွေးကနီးကပ်မှုကော်ရိုက်ရန်အပောက်ကွေးတန်နဲ့တူလွင်းဆယ်ထွက်သွားပါတော့တယ်တကောင်လဲနောက်ထပ်တောခွေးတကောင်ကကျွန်တော်ကြောပေါ်ခေါ်အောင်တယ်တနက်မောင်းထိုးချိန်လို့မရဘူးထိုမှတောခွေးများတကောင်မိတကောင်ရှောက်လာတယ်ကျွန်တော်ကိုတောခွေးတွေဝိုင်းမိချပြီတနက်ကပြစ်မရတော့ပြစ်ချင်မရအောင်လွှဲလို့သာရိုက်ရတယ်ဘိုက်ကလေးကတက်ကိုင်းပေါ်မှာနေပြီးတောခွေးတကောင်ကိုဓာတ်နဲ့ပြစ်ပါတော့တယ်ကဲကွာခွေးရဲ့စပိုးကိုစိုက်ဝင်တယ်ခွေးကဆူးရှာစွာအော်ဟစ်ပြီးသွေးသွေးတန်းနဲ့ကျွန်ုပ်ရှေ့ကိုတိုးဝင်လာတယ်ထိုချိန်ကျွန်ုပ်ရဲ့ချင်းနှင်းဘိုးဖနက်ကိုတောခွေးတကောင်ခဲထားတယ်တခြားတောခွေးတကောင်ကတော့ကြောကိုခွာစီးထားတယ်ကျွန်ုပ်လည်းခြေထောက်ကိုခဲထားတဲ့တောခွေးရဲ့စပိုးမှတမြောင်ကိုနှုတ်ယူကမြင်းမြင်းကြရကိုတဆွတ်ဆွတ်ထိုးတယ်သွေးများကဘွားငနေစင်ထွက်ကကျွန်ုပ်ရဲ့ခနာကိုအနှံ့ပြောင်းဆင်တယ်မြေပြင်မှာကသွေးခွက်တွေကမြင်မကောင်းမှုကဘာပြက်နေတယ်လို့ပဲစတို့ရေပြေးပြိုတက်ပင်မော်တက်ပြေးကျွန်ုပ်လည်းကြောပေါ်မှာတောခွေးကိုလက်နှစ်ဖက်နဲ့ရင်းညံစွာစုပ်ကန်ပြီးတော့အဝေးကိုပြစ်လိုက်တယ်တောခွေးကပင်စင်းနဲ့မိတ်ဆက်ပြီးမြေပြင်ကိုပြုတ်ကြကတအိုင်ဖြင့်အော်ဟစ်ညင်းညူနေပါတော့တယ်ကျွန်ုပ်လည်းခြေဦးတရပြေးထွက်ခဲ့တယ်ချက်တောက်ကိုခဲရင်တွဲလောင်းပါလာတဲ့ခွေးတကောင်ကိုကန်ကြောက်ပစ်ခဲ့တယ်နောက်မှတောခွေးအုပ်ကြီးကမန်ဖီကအဆွဲတပွေးပွေးနဲ့ကျွန်ုပ်နောက်ကိုပြေးလိုက်နေပါတော့တယ်ပြေးနဲ့ကူပါတစ်ခုကိုတွေ့ရတယ်ကျွန်ုပ်လည်းကူထဲမှာအစိတ်ရှိတဲ့ဝါရှိမရှိစိတ်ငုံမနေအောင်မကြောက်အောင်ကူထဲကိုအတင်းတိုးဝင်သွားမိပါတော့တယ်တောခွေးများကကူဝကိုချက်ချင်းရောက်လာတယ်ကျွန်ုပ်လည်းကူထဲမှာနေပြီးတောခွေးများကိုတကောင်ချင်းတနနဲ့ပြစ်နေပါတော့တယ်တောခွေးများကကျွန်ုပ်ကိုဘလို့မှမဆွဲတာတော့ဘူးအလွန်တရာကောင်းသောအကာအကွယ်ပါလားတောခွေးများ3-4ကောင်တနက်မှန်တာနဲ့ကြံကောင်တွေကူရှိကိုမလာကြတော့ပါဘူးကူပြီးမှသာမှန်ဖေးဆောင်ဆိုင်နေတယ်ကျွန်ုပ်လည်းခေါင်းမပြူရဲဘူးကူထဲကိုယခုမှစိတ်ငုကြည့်ရတကိုင်းကြောက်တရွက်ချောင်းများကိုတွင်းအောင်တတော်ဝါအတိုက်လှုပ်ထားပုံရတယ်ကျွန်ုပ်လည်းရုတ်တရက်အကြံရပြီးတကိုင်းတရွက်ချောင်းများကိုကူပြင်ကိုထုတ်ခါရမ်းမိချက်နဲ့မိရှို့တော့တယ်တကိုင်းကြောင်များကတပြက်ပြက်မြေကမီးလောင်ကျွမ်းတော့တယ်တောခွေးများမီးကိုမြင်လို့နောက်ဆုတ်သွားကြတယ်ပပလားကွာခွေးစော်ခွေးနာခွေးပဲတွေမိကြကြောက်သလားကွာဒါပေမဲ့မိကကူပြင်တကိုင်းကြောင်များမှာတဆင့်ကူတွင်းရှိတရွက်တကိုင်းချောင်းများကိုဆက်လောင်ကျွမ်းသွားတာကိုကျွန်ုပ်သတိမပြုမိလိုက်ပါဘူးသတိပြုလိုက်ချိန်မှာတော့ကူတွင်းမှာမီးဟုံးထနေပြီကျွန်ုပ်ကတောခွေးကိုင်းလို့မသေးပဲကူအတွင်းမှာမီးလောင်တိုက်အသွင်းခံရမယ်ကိန်းစိုက်နေပါပြီရောကြောက်လန့်တကြားနဲ့ကူပြင်ကိုထွက်ပြေးမိတယ်ထိုကကျွန်ုပ်ရဲ့ကိုယ်မှာတရွက်တကိုင်းချောင်းများဖြင့်မီးလျံများကလည်းညှိတွယ်ပါလာပါတော့တယ်
ရုတ်တရက်ကြည့်ရင်မိတောင်ကြီးများလွင့်လာတာနဲ့တူနေရကဒေါ်ခွေအုပ်ကမိကိုကြောက်လန့်ရကအရှို့ရှို့ထွက်ပြေးလေတော့တယ်။ထိုမှာကျုံနှမ်းရွာကိုရောက်တော့တကူလုံးရရှိတဲ့ဒေါ်ခွေကိုက်တရားနဲ့မိလောင်ပြန်ဖုပိန်များကိုစိတ်လန်းကုသရင်ကျွန်တော်မုံစိုးကျော်မြန်ရစာတွတ်ပြီးရဲ့တော်ရင်းစွန်စာခန့်ကအမတ်ခမ်းမှာလားလို့ပြန်လေတွေးတော့စမြုပ်ပြန်ရင်ကြော်ယူစိတ်တမျှကြောက်ရွံ့မိပါတော့တယ်။ဒီနေ့ကံမကောင်းပါလား။ခွေးဥတန်ကနားမချမ်းမြေ့ဖွယ်ရာနေတိုင်းရွာလေလမ်းမှာကြားနေရပါတယ်။သူအချိန်ကမဟုတ်ဖဲနဲ့ဦးနေတယ်။ရှင်ပါတိလို့လဲအဲ့ဒါလိုနေတိုင်းခွေးဥနေရင်ရွာထဲမှာတယောက်ယောက်သေးပြီးသားမှတ်နမင်းမရှိနမမရှိမသေးမိရဲ့ခွေးဥတိုင်းလူသေးရတယ်လို့ရှင်ပါတိလဲတင်မင်းဆိုတဲ့ကောင်ကြီးကကြွချင်းတန်တေးချင်းတန်ရှိရလူဆိုရင်ညညလိုက်ပြီးရှားတက်တယ်သူတို့ကိုလူသားမှန်မျက်စိမမြင်ဘူးတော့ခွေးတွေကြတော့သူတို့မျက်စိကမြင်တယ်ဒါကြောင့်ခွေးတွေကရွာထဲမှာလမ်းလျှောက်ပြီးသူတို့ကိုခေါ်မဲ့လူကိုရှာနေတယ်တင်မင်းကောင်ကြီးကိုမြင်လို့ဟောင်းကြဥကြတာပဲဟောင်းနာကပထမလမ်းပြန်ပြီးဟောင်းနာဟောင်းနာကိစ္စမရှိဘူးဥပြီးဆိုရင်တော့တတိထားပြီတော့ဘလို့ဥရကဘာဖြစ်လို့လဲဒီလိုခွေးတွေကတင်မင်းရဲ့မိတ်ဆွေတွေလေသူတို့ကရွာမှာနာဖျားပြီးတော့တေးတော့မယ်လူဆိုရင်ခွေးတွေကအဲ့ဒီအိမ်ရှိမှာဥကြတယ်လာဟေ့အေးကူတို့အိမ်ရှိကိုသွားစို့အဲ့ဒါကိုတင်မင်းကတေးပြီးသွားကြည့်တာပေါ့အဲ့ဒီမှာကြွချင်းတန်ပြီးဆိုရင်တော့တင်မင်းကခေါ်ရတာပေါ့လားလို့ထလို့လိုက်ခဲ့တော့ဒါကြောင့်ဥဖိုးချိုတော်ကဒီလိုပဲလေညဘက်ကြီးအိမ်ရှိမှာခွေးတွေဥကြတယ်လေမနေ့ကျတော့ဥဖိုးချိုကြီးစောင်းမလေးရောမဟုတ်လားဒါဆိုရင်အိမ်ရှိမှာခွေးဥပြီးဆိုရင်တတိထားတော့မှာပေါ့ဒါပေါ့အာမသိမြင်စကားကြောင့်ကျွန်တော်ကြောချမ်းမိသွားတယ်ကြပြကြရအိယာပေါ်ပြန်ကွေးပြီးတော့အိရင်ခွေးဥတန်ကိုနားဆင်နေမိတယ်ခွေးဥတန်ကရွာလေလမ်းမကြီးစီမှာကျွန်တော်တို့အိမ်ရှိရာကိုပုံမနီးကလာပါတော့တယ်ကျွန်တော်လည်းအိယာထက်မှမသိမြင်ခွေးဥတန်ကဒိုးဘက်ကိုရှောက်လာပြီဟိုတော့ရောက်ရောက်ပေါ်စိတ်ထဲမထားပါနဲ့ဂုံတော်လေးပါလေးရွတ်ပေါ့စိတ်ထဲမှာထားလို့မရအောင်နေမဲ့ကုနက်ကပြောပြီးတော့အိုးကိုမဟုတ်တာမှမလုပ်ပဲနောက်ပြီးတော့ဒီအသက်အရွယ်ကတည်ရမယ့်အရွယ်လည်းမဟုတ်သေးဘူးလို့မှတ်လိုက်ပေါ်တော့မသိမြင်ကပြောဆိုဆိုနဲ့တခုခုနဲ့ပြန်ပြီးအိပ်ပျော်သွားပါတယ်ကျွန်တော်မှခွေးဥတန်ကြားတိုင်းတုံငနေဖြစ်သွားရတယ်ထိုညကလည်းကောင်းကောင်းအိပ်မပျော်ခဲ့ဘူးနောက်တစ်နေ့မနက်မိုးလင်းပြီးတော့အမဲပြတ်ဖို့ရိုးမတော်အထွက်ကျွန်တော်တို့လမ်းထိပ်ဒေါ်မြန်အိမ်မအောင်ငိုတန်များစုညံစွာကြားလိုက်ရတယ်ဘာဖြစ်တာလဲဥတ္တပီမသိသေးဘူးညကဒေါ်မြန်ယောက်ျားဦးချစ်တင်ဆုံးသွားပြီခမအိပ်ရတယ်လှဲနေရတာနှစ်ချင်နေပြီဥကျွတ်တာပေါ့ကျွန်ုပ်မှတာအေးစကားကြောင့်တုံငနေဖြစ်သွားရတယ်ညကခွေးဥတန်ကဒေါ်မြန်အိမ်ရှိမှအတော်အကြာကြီးဦးနေရမဟုတ်ပါလားတင်မင်းတရခေါ်တဲ့မခေါ်တဲ့အတော်ကြာစဉ်းစားပြီးမှခေါ်ဖို့ဆုံးဖြတ်ခဲ့တူတယ်သူခမဝေဒနာခံရတာကြာပြီးခေါ်သွားမှကျွန်ုပ်လည်းစိတ်လေးစွာနဲ့အိယာကိုဝင်ခဲ့တယ်တရေနိုးလိုအပေါ်ပါထားသွားပြီးမကြပါဘူးရွာလေမှခွေးဥတန်ကိုစတင်ကြားလိုက်ရတယ်ခွေးဥတန်ကဥလိုက်သေးလိုက်ဝမ်းကောင်းထဲမှထွက်လာတဲ့အတန်မင်းကြက်တီတုံးလိုက်တာခွေးဥတန်ကလမ်းထဲကိုဝင်လာခဲ့တယ်ကျွန်ုပ်ရဲ့အိယာထက်မှငုတ်တုတ်ထထိုင်မိပါတယ်ခွေးဥတန်ကကျွန်ုပ်တို့လမ်းဆောင်ဥသွားပြီးနောက်လမ်းကိုလျှောက်သွားတယ်ခုမှပဲအိပ်ရတော့မယ်နေလေနေကင်းထုံးစံတိုင်းရွာလေတော်ပူမအကျော်ဆိုင်ကိုအရောက်တည်င်းစိုးကြီးကကြိုးစိုးနေတယ်ခမမသိဘူးလားဥတော်ပီတို့နောက်လန်းကခက်မောင်လေကြက်မွေးတဲ့ခမောင်လားဟုတ်တယ်လေဒီမနေ့အစောကြီးပဲအောင့်နေဆိုပြီးရွာလေကစီကန်းသွားမှလမ်းမှာဆုံးသွားတယ်ဟင်ကျွန်တော်မှခင်မောင်အတွက်စိတ်မကောင်းဖြစ်မိတယ်လို့ခွေးဥတန်ကိုလည်းကြောက်စိတ်ဝင်ကနေမိပါတော့တယ်မသိမြင်ပြောသလိုဖြစ်နေပြီလားမသိဘူးတကယ်ဆိုခင်မောင်ဟာငငယ်ပဲရှိသေးတယ်တည်တဲ့ရွယ်မဟုတ်ဘူးတည်ချင်းတရားဆိုတာကြီးတယ်ငယ်တယ်မရွေးပါလားကျွန်တော်မှတညာလုံးထိုးတွင်းနေအိမ်မရအောင်ဒါကြည့်ပါပြီတကောင်ရန်ချင်းရွာလဲမှဥလိုက်တော့ခွေးဥတန်ကအိယာထမအတိုင်းတန်းကြားနေရတယ်ဒီတိမင်းကောင်ကရွာရဲလူတွေကိုတနေ့တယောက်များခေါ်နေပြီလားမသိဘူးမကြမီခွေးဥတန်ကလမ်းထိပ်ကိုရောက်လာပြန်ပါတယ်ကြောက်စိတ်တို့ကလူကိုလွှမ်းမိုးလာတယ်ဒီလမ်းနဲ့ဘသူ့ကိုခေါ်မလဲမသိဘူးရွာထဲမှာအားလုံးဖျားသမားတွေပဲငါတယောက်တည်းအမဲလိုက်ပြီးအာကုတော်အလုပ်လုပ်နေလို့ငါများအာကုတော်ကောင်းကြီးဆိုပြီးခေါ်မလားမသိဘူးကျွန်တော်မှအဲ့လိုတွေ့ရင်စိတ်ကြောင်ချောက်ချာဖြစ်မိတယ်ထိုတေမင်းနဲ့ခွေးတအုပ်ကိုမြင်မြင်ကန်လာတယ်တွေ့မယ်ဒီတေမင်းကိုရွာကနေမောင်းထုတ်ရမယ်ကျွန်တော်လည်းပြုံးကနေကျွန်တော်ပြင်ကိုထွက်လိုက်ပြီးလက်ဆွဲတော်အမဲပြက်တဲ့နက်ကိုဖြုတ်ပြီးအိမ်ပြင်ကိုထွက်ခဲ့တယ်ခွေးများဦးတဲ့နေရာကိုအပြေးလေးသွားလိုက်ပါတယ်တွေ့ပြီတေမင်းကိုဖော်လန်ဖားနေတဲ့ခွေးအုပ်ကျွန်တော်ကတဲ့နက်ကိုကြည်ဖြည့်ပြီးဆက်ဆက်ငင်ငယ်ဦးနေတဲ့ခွေးအုပ်စီကိုတေချာစွာချိန်ရွယ်ပြီးတော့မောင်းခလုတ်ကိုဖြုတ်ချလိုက်တယ်တနက်3ချက်စက်တိုင်ပြစ်ချလိုက်ရာခွေး10ကောင်လောက်တုံးလုံးပလက်တိတ်ဆုံးကုန်ပြီကြံခွေးများကတန်းနေအောင်ပြေးတော့တယ်ခွေးဦးတန်းကလုံးဝတိတ်သွားတော့တယ်တေမင်းလည်းပြေးပြီကျွန်ုပ်တို့ညကကောင်းစွာအိပ်ပျော်သွားတော့တယ်ဒါပေမဲ့မနက်မိုးတောင်အလင်းရောက်တော့
မျက်စိနှလုံးကိုဖွင့်ကြည့်လိုက်ရာခြံအောင်အပြင်ဘက်မှာတကြီးပါစီအာနိုးလာမွန်နဲ့ရွာသားတချို့တွေ့လိုက်ရပါတယ်။ထို့နောက်တကြီးရဲ့အတန်အောကြီးကမနက်ခင်းမှာစက်တီမဲ့စွာထွက်ပေါ်လာတယ်။ကေထထညကခမရတနက်နဲ့ရွာသူရွာသားတွေထိတ်လန့်ဖြစ်ကုန်သားရဲ့ပိုင်ရှင်ရှိရဲ့ခွေးတွေတေကုန်းလို့လာတိုင်းသားရဲ့အဲ့ဒီနှစ်မှုအတွက်ခမရကိုထိတ်တုံးခတ်မလို့လာခေါ်တာအခုချက်ချင်းထပြီးလိုက်ခဲ့ဗျာ။ထိုနေ့မနက်ကကျွန်တော်ကမကောင်းတော့မနက်ခင်းပါလားဒီနေ့ကမကောင်းပါလားပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်နေတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်